အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ English speaking challenge တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်မြန်မာလိုပဲပြောပါမယ်ကျွန်တော်ဒီဗီဒီယိုထဲမှာပြောချင်တာကကျွန်တော်တို့ YouTube ပေါ်မှာ English ဗီဒီယိုတွေကြည့်ရချိန်ကျရင်ကျွန်တော်တို့နားလည်တယ်ဒါပေမဲ့ရုပ်ရှင်တွေကြည့်ရ series တွေကြည့်ရချိန်ကျရင်သူတို့ပြောတဲ့ English ကိုကျွန်တော်နားမလည်ဘူးအဲ့ဒါဘာလို့လဲပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှကျွန်တော်နည်းနည်းပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း English စာလေ့လာနေတဲ့သူတစ်ယောက်ဖြစ်တယ်ကျွန်တော် YouTube ဗီဒီယိုတွေကိုပုံမှန်ကြည့်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ YouTube ဗီဒီယိုနဲ့တကယ် English movie တွေ series တွေနဲ့ရှင်ကြည့်လိုက်တဲ့အချိန်ကျရင်ဒီ English စကားသူတို့ပြောနေတာတွေကကွဲပြားနေတာကျွန်တော်တွေ့ရတယ်တချို့ရုပ်ရှင်တွေတချို့ series တွေဆိုရင်အယမ်းမြန်တယ်ဘာတွေပြောလို့ပြောသွားမှန်းတော့မှလိုက်မမှီလိုက်ဘူးပေါ့နော်အဲ့လိုမျိုးအချိန်တွေကျွန်တော်မှလည်းရှိခဲ့တယ်အခုထိလည်းကျွန်တော်ရှိနေတော့ပဲအဲ့ဒီပြဿနာဟုတ်ကဲ့ကျွန်တော်ဒီအကြောင်းအရာကိုတခြားဒီ native speaker တွေ YouTube ပေါ်မှာပြောထားတာလေးတွေကိုကျွန်တော်စူးစီးပြီးမှပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြရအောင်။နံပါတ်1 link words ရုပ်ရှင်ထဲမှာဆိုရင် link words တွေကိုသုံးတယ်။များသောအားဖြင့်ပေါ့နော်။ဥပမာဆိုရင်ကျွန်တော်တို့သိထားတာက what do you want to eat ရုပ်ရှင်နဲ့ကျွန်တော်တို့နားလည်ရလွယ်တယ်။ what do you want to eat အဲ့လိုမျိုးပြောလိုက်တယ်ဆိုရင်ပေါ့နော်။ဒါပေမဲ့ရုပ်ရှင်ထဲမှာသူတို့စကားလုံးတွေအကုန်လုံးကိုဘယ်လိုပြောမလဲ connect လုပ်လိုက်တယ်ပေါ့နော်ဆက်လိုက်တယ်ဥပမာဆိုရင် what do you want to eat what do you want to eat ဆိုရင်ကျွန်တော်တို့ကဒါအုံနောက်ကနေသားကြနေပြီနားလဲလဲတယ်ဒါပေမဲ့ရုပ်ရှင်ထဲမှာဆိုရင်ရုပ်ရှင်တွေ series တွေထဲမှာဆိုရင် what do you want to eat ဆိုရင်ရုပ်တရက်ဆိုတော့ကျွန်တော်တို့အုံနောက်ကလိုက်မမှီလိုက်ဘူး what do you want to eat ဆိုတော့သူဘာပြောလိုက်တာလဲအဲ့လိုမျိုးခိုက်တန်လေးတွေကဒါကျွန်တော်တို့ရှိတယ်ပေါ့နော်ဥပမာဆိုရင် where are you going ဆိုရင်ကျွန်တော်တို့ရုပ်ရှင်နဲ့နားလဲတယ်ပေါ့နော်ဒါပေမဲ့ရုပ်ရှင်တွေထဲမှာဆို where are you going what are you doing အဲ့လိုမျိုးပေါ့နော်သူတို့ link words တွေသုံးသွားတဲ့အချိန်ကျရင်ကျွန်တော်တို့ on နောက်က used to မဖြစ်ပဲねတခါလေကျရင်မပြောလိုက်တာလဲပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဖြစ်သွားတယ်ပေါ့နော်နောက်တစ်ချက်ကတော့သူတို့စကားလုံးအသစ်တွေသုံးတယ်ပြီးတော့ slang ဘန်းစကားတွေကိုသူတို့ရုပ်ရှင်ထဲမှာအများကြီးသုံးပါတယ်ဒီခေတ်ကာလပြောင်းလဲလာတဲ့မြဒီအင်္ဂလိပ်ဘာသာစကားကလည်းစကားလုံးအသစ်တွေထွက်လာတာရှိတယ် slang အသစ်တွေထွက်လာတာရှိရပေါ့နော်အဲ့လိုမျိုး slang တွေကြတော့ကျွန်တော်တို့တောင်မဟုတ်ပဲね native speaker တွေကိုယ်တိုင်တော့မှတခါလေကြာရင်နားမလည်ဘူးသူတို့လိုက်ရတယ်ပေါ့နော်သူတို့အင်္ဂလိပ်စကားပြောတယ်ဒါပေမဲ့ slang အသစ်တွေကိုသူတို့လည်းလိုက်ပြီးမှဒီ slang ကဘာကိုဆိုလိုတာလဲဆိုတော့ခိုက်တန်လေးတွေရှိဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လိုမွေးကလေးကအင်္ဂလိပ်စကားမပြောတဲ့သူတွေအတွက်ကြတော့ပိုပြီးမှခတ်သွားတာပေါ့နော်နောက်တစ်ချက်ကတော့ဒီ movie ထဲမှာသူတို့က sense of humor ပေါ့နော်ဒီဟာတာအနေနဲ့ sarcasm လို့ခေါ်တဲ့ရွဲ့ပြောတာပေါ့နော်ဟာတာအနေနဲ့ရွဲ့ပြောတဲ့စကားလုံးတွေကြတော့ကျွန်တော်တို့ရဲ့ဒီမိခင်ဘာသာစကားမှာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လေ့လာနေတဲ့အင်္ဂလိပ်ဘာသာစကားမှာသူတို့ရွဲ့ပြောတဲ့အချိန်ကျရင်ကျွန်တော်တို့ကသူဘာကိုဆိုလိုလိုက်တာလဲပေါ့နော်အဲ့လိုမျိုးရွဲ့ပြောတဲ့အချိန်ကျရင်အဲ့လိုခိုက်တန်လေးတွေလည်းကျွန်တော်တို့မှာရှိတယ်အဲ့ဒီအတွက်ကြောင့်လည်းနားမလည်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ cultural references ပေါ့ဥပမာဆိုရင်ရုပ်ရှင်တွေထဲမှာဆိုရင်နင်ကဟိုမင်းသားလိုပဲလုံးလိုက်ရင်တလွဲတွေကြီးပဲအဲ့လိုမျိုးမင်းသားရဲ့နာမည်ကိုတော့သူတို့ပြောရဲပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒီမင်းသားကိုမသိတဲ့အချိန်ကျရင်ကျွန်တော်တို့သူတို့ဘာကိုပြောချင်မှန်းကျွန်တော်တို့လည်းသဘောမပေါက်ဘူးပေါ့နော်ဥပမာဆိုရင်မြန်မာလိုဆိုရင်တော့ကျွန်တော်မင်းသားကျော်ဟင်းလိုပဲပြောလိုက်မယ်လူသားအလုံးကိုလေးစားပါတယ်ပေါ့နော်ကျွန်တော်တို့ကမင်းသားကျော်ဟင်းဦးကျော်ဟင်းကိုကျွန်တော်တို့အကောင်လုံးကသိနေတော့ဒါကျွန်တော်တို့တော့ကကြတော့နားလေရလွယ်တယ်ပေါ့နော်ဦးကျော်ဟင်းဆိုတော့သိထားတယ်ဆိုတော့ဒါပေမဲ့ဒီ English movie ထဲမှာဆိုရင်လည်းအဲ့လိုပဲသူတို့ဒီ cultural references ပေါ့နော်သူတို့တယောက်ယောက်ကိုရည်ညွှန်းပြီးပြောတယ်နင်ကဟိုမင်းသားလိုပဲလှုပ်လိုက်ရင်တလွဲတွေကြီးပဲနင်ကဟိုမင်းသားလိုပဲအရန်ချောတယ်ဟိုစာအုပ်ထဲကလိုပဲပြောလိုက်မယ်ပါညာပေါ့နော်အဲ့လိုမျိုးသူတို့တွေတုံးသွားတဲ့အချိန်ကျရင်လည်းကျွန်တော်တို့အတွက်နားလည်ရတာခက်ခဲတယ်ပေါ့နော်ကျွန်တော်တို့တက်တော့မှမဟုတ်ပဲねသူတို့ native English speaker တွေအတွက်လည်းခက်ခဲပါတယ်လို့ကျွန်တော် YouTube ပေါ်မှာတွေ့ဘူးတယ်ပေါ့နော်သူတို့ကိုယ်တိုင်လည်းဘာကိုရင်ညွှန်းလိုက်တာလဲပေါ့နော်ဒီမင်းသားနဲ့ပတ်သက်ပြီးမှဒါမဟုတ်ဒီစာအုပ်တစ်ခုခုနဲ့ပတ်သက်ပြီးမှသူတို့ဘာကိုပြောချင်တာလဲဆိုပြီးမှပြန်လိုက်ပြီးမှရှာရတယ်ပေါ့နော်အဲ့လိုခိုက်တန်နေလဲတကယ်အင်္ဂလိပ်စကားပြောတဲ့သူတွေမှာတော့မှရှိနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ different accent နဲ့ dialect ပေါ့နော်ဒီ dialect တွေအင်္ဂလိပ်စကားကကျွန်တော်တို့ကမ္ဘာအနှံ့မှာအသုံးပြုနေတယ် American နိုင်ငံတစ်ခုထဲမှာတော့မှသူတို့ dialect တွေအမျိုးမျိုးရှိတယ်ဒီ accent တွေမျိုးမျိုးရှိရပေါ့ဥပမာဆိုရင် southern accent တို့အမျိုးမျိုးရှိရ UK Australian Canada America အဲ့လိုမျိုးအင်္ဂလိပ် accent တွေ dialect တွေကအများကြီးရှိရပေါ့နော်
ဥပမာကျွန်တော်1990 2000ဝန်းကျင်ခန်းကဇလန်းတွေကြည့်မယ်ဆိုရင်သူတို့ပြောတဲ့ accent နဲ့အခုခေတ် American တွေပြောနေတဲ့ accent ကကွဲနေရပြီးသူတို့ပြောတဲ့ accent ကနားလည်ရလည်းခက်တယ်အဲ့လိုပဲဒီရုပ်ရှင်ဇာတ်ကောင်တွေထဲမှာဆိုရင်ဒီခါလေးကြာရင် British ပါလာတယ် British လေသံတွေပါလာတယ် Australian လေသံတွေပါလာတယ်ပြီးတော့ American ဘက်က Southern accent တွေပါလာတယ်အဲ့လိုမျိုးပါလာတဲ့အချိန်ကျရင်လည်းကျွန်တော်တို့အုံနောက်နဲ့ကနေသားမကြဘူးဖြစ်နေရပေါ့နော်အဲ့ဒီချက်လက်တွေကြောင့်လည်းကျွန်တော်တို့ရုပ်ရှင်တွေ series တွေကြည့်ရင်နားမလည်တာလည်းဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ရုပ်ရှင်တွေကဇညွန်းကိုသုံးပြီးမှပြောတာဖြစ်တယ်အဲ့အတွက်ကြောင့်တို့မှာစကားထစ်တာတော့ဥမာ filler words တွေထည့်တာ filler words ဆိုတာကဟိုအဲ့လိုမျိုးပေါ့ကျွန်တော်ရက်ပြီးမှစဉ်းစားတာပေါ့နော်အဲ့လိုမျိုးတွေကနည်းနည်းရှားတယ်ရုပ်ရှင်ထဲမှာဆိုရင်တို့တိုက်ရိုက်ပြောလိုက်တာကြီးပဲဇညွန်းတွေကြတော့ဇညွန်းရေးစရာတွေကိုယ်တိုင်ကဒီပညာသားပပရေးထားတဲ့အတွက်ကြောင့်တချို့စကားလုံးတွေကြတော့ advanced စကားလုံးတွေဖြစ်တယ်ပြီးတော့တချို့ phrase တွေတချို့စကားစုတွေဆိုရင် professional ဆန်ဆန်ရေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့မှနားလည်ရခက်တယ်ပေါ့နော်ပြီးရင်မင်းသားမင်းသမီးတွေကဒီ script ကိုပဲမမြင်အောင်လုပ်တယ်မမြင်အောင်လုပ်ပြီးမှသူတို့ script ကိုတိုက်ရိုက်ပြောတဲ့အတွက်ကြောင့်သူတို့ပြောတာလည်းအရမ်းမြန်တယ်ပြီးတော့စကားလုံးတွေကလည်းတစ်ခါလေးကြာရင် advanced တွေဖြစ်တယ်စကားဆက်တွေများတယ်အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်တို့နားမလည်တာဖြစ်ပါတယ်ဟုတ်ကဲ့တကယ်လို့မိတ်ဆွေက YouTube video တွေကိုကြည့်ရင်listening ကတော်တော်အဆင်ပြေတယ်နားလည်ရတာလည်းလွယ်ကူတယ်ပြီးတော့အားလုံးနှိပါမဟုတ်ရင်တော့မှ80%ရာခိုင်နှုန်း90%ရာခိုင်နှုန်းနားလည်တယ်ဆိုရင်မိတ်ဆွေကတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ရုပ်ရှင်တွေကတော့ကျွန်တော်စောစောပြောခဲ့သလိုပဲတစ်ခါလေကြာရင်သူတို့အင်္ဂလိပ်စကားပြောတဲ့သူတွေကိုယ်တိုင်တော့မှနားမလည်လိုက်တဲ့အခိုက်အတန့်တွေရှိတဲ့အတွက်ကြောင့်ဒီရုပ်ရှင်တွေနဲ့ပတ်သက်ပြီးမှအရင်စိတ်တက်မကြနဲ့ပေါ့နော်ဥမာငါရုပ်ရှင်ကြည့်လိုက်တယ်ဒါပေမဲ့ငါဒီရုပ်ရှင်ကိုဘာမှလည်းနားမလည်ဘူးငါအင်္ဂလိပ်စာဒီလောက်တောင်မှအဆင်မပြေဖြစ်နေလားဆိုပြီးမှမတွေးဖို့ပေါ့နော်အဓိက YouTube channel တွေကိုကြည့်ရတချို့ YouTube channel တွေဆိုရင်သူတို့က script တောင်မှမရေးဘူးဒီတိုင်းတိုက်ရိုက်ပြောတာပေါ့နော်အဲ့လိုတိုက်ရိုက်ပြောတဲ့အချိန်ကျရင်သူတို့စဉ်းစားတယ် filler words တွေဆိုတဘာဝဆန်ဆန်ကျွန်တော်တို့လေ့လာသွားရပေါ့နော်အဲ့လို video မျိုးလေးတွေကိုများများကြည့်ပေးပါအဲ့လိုမျိုး video တွေကိုနားလည်တယ်ဆိုရင်ဖြင့်ဒါအရန်ကိုအဆင်ပြေနေပြီပေါ့နော်ရုပ်ရှင်တွေကိုနားလည်ဖို့စူးစမ်းတာတဲ့အဲ့လိုမျိုး YouTube video လေးတွေကိုကိုကနားလည်နေရဆိုရင်တော့မှတော်တော်အဆင်ပြေပြီဖြည်းဖြည်းချင်းနောက်ပိုင်းကျမှရုပ်ရှင်ပိုင်းကိုသွားပေါ့နော်ကိုကဆက်ချင်းအင်္ဂလိပ်စာလေ့လာတယ်ဒီလာပြီးမှရုပ်ရှင်သွားကြည့်ရနားမလည်ဘူးဆိုရင်ကိုယ့်အတွက်လည်းစိတ်တက်ကြသွားမယ်ပြီးတော့လေ့လာဖို့လည်းအားမရှိပဲနေသွားမှာပေါ့နော်ဥပမာဆိုရင်ဒါကြီးအရန်ခတ်ပါလားပေါ့နော်စိတ်ထဲမှာအင်္ဂလိပ်စာကြီးအရန်ခတ်ပါလားလို့ထင်သွားမှာပေါ့နော်အဲ့ဒီစာကိုယ့် level နဲ့ကိုင်းမဲ့ဟာလေးတွေကို YouTube မှာရင်နားထောင်အများနဲ့နားထောင်ပြီးပေါ့နော်ဘာသာစကားတစ်ခုလေ့လာသင်ယူရဲဆိုတာကကျွန်တော်တို့ချက်ချင်းတော့မရဘူးပေါ့နော်အချိန်တော့ပေးရတယ်အချိန်6လတစ်နှစ်2နှစ်3နှစ်ထိအဲ့လိုမျိုးပေးရတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဖြည်းဖြည်းချင်းလေ့လာနေတယ်ကျွန်တော်လေ့လာခဲ့တာဆိုရင်လည်းဟိုမှာတစ်နှစ်2နှစ်လောက်တော့ရှိပြီပေါ့နော်အဲဒီတစ်နှစ်2နှစ်လောက်အတွင်းမှာကိုနည်းနည်းချင်းစီပဲတိုးတက်နေတယ်လို့ခံစားရတယ်ပေါ့နော်ကျွန်တော်တဟုန်တိုးကြီးတိုးတက်တယ်လို့တော့မခံစားရသေးဘူးဒါကလည်းဘာသာစကားလေ့လာနေတဲ့သူတိုင်းဖြစ်မှာပါဘာသာစကားလေ့လာတယ်ဆိုတော့ကအချိန်ပေးရတယ်စိတ်ရှည်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်YouTube video တွေကိုမိတ်ဆွေနားလဲတယ်ဆိုရင်အရန်ကိုအဆင်ပြေနေပြီပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် video လေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ် English speaking challenge video တွေမှာပြန်တွေ့ပါမယ် video လေးကိုအစဆုံးကြည့်ရှုပေးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်